သည်ယဟန်ခံပွဲ၌ယဟန်သစ်တိမ်မှဆင်းကြွလာသောအခါ၌၎င်းဆရာတော်ကြီးများကိုပူဇော်ပွဲပြုလုပ်ကြရ၌တို့၌၎င်းယဟန်တန်ဃာတော်များကြွရလမ်း၌မိမိတို့၏သပင်ရှင်သန်ဇေရည်အတွက်ဖြစ်စေသူကရည်ရွယ်ကြတယ်တမျိုးပဲနော်သပင်အားကောင်းအောင်လို့ဆရာတော်တွေကိုနင်းခိုင်းတာနော်မိမိအမျက်တနိုးပြုပြင်ဆောင်ချောက်ခဲ့သောသပင်ဖြင့်အမျက်ဆုံးပူဇော်မြည်ဟူသောရည်ရွယ်ချက်ဖြင့်ဖြစ်စေမိမိတို့၏သပင်ကိုဖြေချကဖြန့်ခင်းလျက်ထားလေးရှိဒါတော်တော်ရှိကြတော့တခေတ်စားခဲ့ဘူးတယ်အဲ့ဒါမျိုးနော်ဆရာတော်ကြီးကြွလာရင်လမ်းမှာသပင်ကြီးတွေဖြန့်ခင်းထားတာထိုသပင်ကိုယဟန်တော်တို့အနေဖြင့်နင်းမိလျင်အပြည့်အပယ်တက်ရောက်နိုင်သောကြောင့်အမျိုးသမီးများသည်မိမိတို့၏သပင်တို့ကိုဖြန့်ခင်းမပူဇော်သိကြစေဒါကြတော့ဘုန်းကြီးကိုယ်တိုင်သွားနေတာဆိုတော့အပက်တက်နိုင်တယ်နော်ဒါသူတို့လာထိတာမဟုတ်ဘူးနော်သူတို့ကဖြန့်ထားတာကိုဘုန်းကြီးကသွားနေတာဆိုတော့ဒါအပက်တက်နိုင်တယ်အဲကြောင့်လမ်းမှာအဲ့လိုမျိုးဖြန့်ခင်းတာမလုပ်သင့်ဘူးဟိုပေါ်ဝါပိုင်းတွေဖြန့်ခင်းတာတော့ပြဿနာမရှိဘူးခန္ဓာကိုယ်နဲ့မထိထားဘူးပေါ့ဟိုဆရာတော်တွေမြေကြီးကိုမနှင်းစေချင်လို့လေဟိုမြေကြီးပေါ်မှာပေါ့သူတို့ပေါ်ဝါပိုင်းတွေခင်းထားတာရှိတယ်လေအဲ့ဒါတော့အဲ့လောက်ပြဿနာမရှိဘူးအဲ့တော့ခုနကသပင်ကျတော့30ခန္ဓာကိုယ်နဲ့30တည်းဖြစ်နေတယ်ပြီးရင်ဒါယဟန်ကလည်းသွားနင်းမှာဆိုတော့ယဟန်ကသွားထိတာဖြစ်နေတယ်အဲ့ကြောင့်ယဟန်ကအဘက်တင့်ကိုတင်မှာဒါကြတော့နော်ဟိုတာယာတိဖြစ်စေမတာယာဖြစ်စေအဘက်တက်မှာသူကတာယာရင်တော့တန်ခါတိဖြစ်စေမှာမတာယာရင်ဒုက္ခပဲတက်မှာအဲ့တော့ဘလို့ပဲပြောအပြစ်ကြီးတာနဲ့ပြစ်သေးတာပဲကွာမှာနော်ဒီမျိုးသမီးဆိုရင်ကောင်းလိုက်တာငါသွားနှိမ့်လိုက်အောင်ပဲဆိုရင်တော့ဒါတန်ခါတိတက်ပဲအပြစ်ကြီးသွားပြီလားနော်အဲ့တော့ဟိုတာယာတဲ့စိတ်မပါဘူးဒကာဓမ္မတွေရှိမြောက်တော့အပြစ်နင်းနေပါဆိုရင်လည်းဒါဒုက္ခအဘက်ကတော့လုံးဝမလွတ်ဘူးပဲဘလို့ပဲပြောအဘက်ကလုံးဝမလွတ်ဘူးနော်ဟိုအဝတ်ခင်းတဲ့ပတ်သက်ပြီးလည်းပြောလိုက်မယ်ဗောဒီမှာတော့မပါဘူးနဲ့တူပါတယ်နော်အဝတ်တွေပါတွေခင်းတယ်ပေါ့နော်ရှစ်ကတော်ကဒီလိုရှိတယ်ဘောဓိမင်းသားဆိုတာရှိတယ်သူတို့ကခလေးမရအောင်သူတို့အိမ်ထောင်စုမှာခလေးမမွေးဘူးခလေးမမွေးတော့သူကခလေးလိုချင်တယ်အဲ့တော့သူအိမ်တိုင်လည်းသူဆောက်တယ်အိမ်သစ်မင်္ဂလာတက်ပွဲလုပ်မယ်ပေါ့နော်သူမြန်မာနိုင်ငံဆိုတော့ဒါအိမ်တက်မင်္ဂလာပေါ့နော်အေးအဲ့တော့အိမ်သစ်တက်မယ်ဆိုတော့ဖျားမှုရှိတဲ့တန်ဃာတွေကိုသူကပင့်တယ်တော့သူ့အကြံနဲ့ဘယ်လိုကြံလဲဆိုတော့ပိတ်အဖြူပိတ်အဖြူကိုသူကလှေကအစအဆုံးခင်းထားတယ်သူကအဲ့တော့အကယ်၍ဒီပိတ်ဖြူကိုဘုရားကနင်းခဲ့မယ်ဆိုရင်ငါခလေးရမယ်သူကသူ့ထားနဲ့သူကလားသူကသူ့အကြံနဲ့သူအထားနဲ့သူကဘုရားသည်ဒီအခင်းကိုနင်းခဲ့ရင်ငါခလေးရမယ်ဘုရားသည်မနင်းတော့ငါခလေးမရဘူးဟောသူ့အကြံနဲ့သူအဲ့ဒါဘုရားပင့်ပြီဘုရားမှုရတန်ခါတန်းစီပြီးကြွလာတယ်အဲ့လှေကားကြီးရောက်တော့ဘုရားရှေ့မဆက်ဘူးဘုရားမတ်တရက်နေရောဘုရားရှေ့မသွားတော့အဲ့တော့တွက်လျှောက်တယ်မြတ်စွာဘုရားနင်းပါဘုရားနင်းပါဘုရားတွက်ကလေးရချင်တာဟုတ်သူကအတင်းနင်းခိုင်းတာနင်းပါဘုရားနင်းပါဘုရားသူကကလေးရချင်တာမြတ်စွာဘုရားလည်းမနင်းဘူးရက်နေတယ်အဲ့တော့အရှင်အာနန္ဒာကသဘောပေါက်တယ်မြတ်စွာဘုရားဒါကိုမနင်းချင်ဘူးဆိုတာသဘောပေါက်တယ်အဲ့တော့မြတ်စွာဘုရားကဟိုအာနန္ဒာကနေတော့ဂျားပြောတာဗောတခါကြီးဒီပိတ်ဖြူတွေကိုဖယ်